တခိုးလဲတခိုးနေရနေခွေးလဲခွေးနေရနေနော်မေလိုခေမှာမေလိုချင်းမေလိုကြံကြံပြီးတော့စီးပွားရေးထီလို့ငါလာပြီးတော့မစောအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်သတင်းထူးသတင်းကောင်းသတင်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ငါတို့ဒီပါတီကိုနင်တို့ဘာဖြစ်လို့လာပြီးတော့လူလဲဟမ်မဲခိုးတယ်ဆိုတာနင်တို့တရှိုမလေမောင်ရဲစီကနေတန်တာယူပြီးတော့မဲတွေပိုရိုက်ထားတာလူဦးရေကမဲပေးလို့လူရတဲ့လူဦးရေကတန်း40ပဲရှိတယ်အဲ့ဒါကို45တန်းတန်း50လောက်သူကရိုက်သွားတယ်ရိုက်တာလေတရုတ်ပြည်မှာရိုက်တယ်ဆိုပြီးတော့တရွက်ကို$10ပဲတင်ဗမာငွေ30ကျပ်ပဲတင်ရိုက်အောင်30ကျပ်တင်ရိုက်ရှင်တို့30လောက်ကတော့ဘာလဲဆိုပြီးတော့ထင်းမယ်မထင်းနဲ့လူတန်း40တန်း40ကို30နဲ့မြောက်ရင်တန်း4000ဆိုဘယ်လောက်လဲ3,400ဆို1 million ပို့သူနဲ့မောင်ရေးနဲ့မြန်မာပြည်သူတွေပတ်စံနဲ့မဲတင်တာရိုက်တာဘယ်ရှင်တို့ဘယ်ထင်မလဲတစောင်မှ30ကျပ်လို့ထင်မှာလူဦးရေတန်း40နော်နင်တို့ထွားကြီးတဲ့ထည့်ထားတာနင်တို့နေဝင်းသားမေလို့အေးနေဝင်းကငါတို့ပြည်သူဒီပါတီတွေကိုထည့်ထားတာဒီကောင်မနဲ့ဒီအကောင်တွေကိုချိုထွန်းအောင် thank you ချိုထွန်းအောင်လိုက်ချင်ပြောရွှေတောင်ကြားလန်းတွေပါတော့မှခက်ခဲသွားရတာပြောနင်းနာမယ်နင်းအိမ်လိပ်စာပေးခဲ့ငါတို့သဘုံနေမဟုတ်ဘူးငါတို့ရုပ်အစ်စ်ပြမယ်နော်ချိုထွန်းအောင်လို့လှုပ်ချင်ရန်ကုန်မြို့မှာပြူ training နေရာရှိတယ်တဲ့နော်အဲ့ပြူ training ပေးနေတဲ့ကောင်တွေလည်းနာဖို့သာပြင်တာဟိုတနေ့ကဘိုးမူးတယောက်ကိုဂိတ်မှာပြူကောင်းဆောင်ကဘကိုးမှာလားဗမာလဲပြူကောင်းဆောင်ကနေပြီးတော့သွားစစ်လိုက်တာနင်တို့မှာဘိုးမူးတော့စောက်စစ်ရတော့မှပြည်သူကိုနင်တို့ဘက်ကပဲကူညီနေတာဒီပြူเสียနော်ငါ့ကိုဘာလို့မေးတာလဲဆိုပြီးတော့အဲ့ဒီပြူကိုဆွဲစီလိုက်တယ်နင်တို့သူတလူငါတမင်းငါတို့ထဲမှာဇော်ဝေဆိုးတို့ရီမွန်စကီတို့တော့ငါတို့ကဟော့ရှော့လုပ်လို့မရဘူးရီမွန်စကီလို့ပြောလို့ရတယ်အရက်တောက်လို့နင်တို့ကဘိုးမူးလောက်အစ်စ်တောင်မှပြူကောင်းဆောင်ကခမရဘာလို့လဲဆိုပြီးတော့တကားမှန်ချခိုင်းလို့တဲ့သူစီးနေတဲ့ကားကိုမှန်ချခိုင်းလို့တဲ့အဲ့ပြူကောင်းဖမ်းသွားတယ်တဲ့ပြူလဲဖမ်းသွားနင်တို့အဲ့သူ့အောက်ကရှိတဲ့ဘဲတွေအကုန်လုံးထွက်ပြေးရောငါတို့ကတော့ကာကွယ်လိုက်ရတာအဘတက်မတော်ကြီးကိုနင်တို့မလေးရှားမင်းလို့ပေါ့အဘတက်ချုပ်ကြီးခေါ်ပြီးတော့နေပြည်တော်လဲရောက်တော့နင်တို့ရှင်းပလိုက်တယ်ငါလိုင်းလဲရှင်းပါပဲနင်တို့နော်ဥကိုနီလိုမျိုးပဲငါလည်းရှင်းခံမှာငါသိပြီသားငါလာပြီးတော့မအေးနဲ့ငါဂျီမွန်စကီလေးပြောတာနဲ့လာမရှိနဲ့ငါဂျီမွန်စကီငါတို့က negotiate လုပ်လို့ရတယ်ငါလာမရှိနဲ့ငါတို့ကမေးလို့ပဲတိုက်မှာနင်တို့ငါ့ကိုလာပြီးချွတ်ဆန်းလာမကွေးငါ့ကိုလူလဲလာမကြနဲ့ငါစီကစကားတွေလာမတိုက်နဲ့ရွှေတောင်ကြားမဟုတ်ဘူးတဲ့မယန်းကုန်းမြို့နယ်တဲ့9ရက်ကွာရွှေနှင်းစီ6လမ်းဘုံမူးကျုပ်ချိုထွန်းအောင်တဲ့ဘုံမူးကျုပ်နော်ဒါနင်တို့တည်ထားအောင်ပြောပြငါတို့ပြည်သူတွေပြန်ပြီးအာဏာရလာစစ်မှုရန်ဟောင်းဆိုတော့ဘိုးရုပ်အောင်ဆန်းလက်ထက်ရဲ့တော်လန်ရေးလက်ထက်ရဲ့ပဲစစ်မှုရန်ဟောင်းနော်ဖတ်စစ်ကိုတိုက်တဲ့လူတွေပဲစစ်မှုရန်ဟောင်းပေးနိုင်ပြည်သူကိုတတ်ပြီးတော့ဂျိမ်းပြီးတော့ပြည်သူကိုဂုတ်ခွစီးသွားတဲ့လူတွေစစ်မှုရန်ဟောင်းမရှိတော့မမျော်လင့်နဲ့တော့နင်တို့ဝန်ထမ်းဖြစ်ခဲ့တဲ့အတွက်ဝန်ထမ်းရဲ့ပန်ရှင်တော့ရမယ်နော်ပင်စင်လာစာတော့ရဘာဖြစ်လို့လဲသိလားနင်တို့ဒီကာလမှာနင်တို့ပါတကြိမ်တည်းတညံနဲ့ပူပေါင်းကာကွယ်နေတဲ့အတွက်စစ်မှုတန်းဟောင်းဆိုတာမရှိတော့ forget about it okay ငါကပြည်သူပေါင်ချိန်နော်ငါကကိုယ်တိုင်မီးမလောင်အောက်ဆီဂျင်အစ်စ်ငါပြည်သူတွေနာနေသေးတယ်နင်တို့ငါလုံမှာ
မိုင်းရအရင်နဲ့ကဒီတိုင်းပါပဲကိုဗစ်မှာတည်းကမိုင်းကလေးမွေးတော့ဆိုပေါင်200လောက်ရှိတယ်အရေးမကြီးတာတွေလာမမေးပါနဲ့ကိုတုံဟိန်းသူဆန်အရေးမကြီးတာတွေအရေးမပါတာတွေမပြောပါနဲ့မိုင်းခုပြောနေတဲ့ကိစ္စတော်လိုင်းရေးကိစ္စပါဟိုချောက်မေးတောင်တလုံးမေးမြောက်တလုံးမေးနဲ့စကားတွေကိုလာမဝဲချနဲ့မိုင်းအဲ့လောက်ထိမနှုံဘူးကွယ်နော်သားတို့ထမင်းမစားခင်နဲ့မိုင်းရထမင်းစားလာတာနောက်တူမိုင်းအလုပ်လုပ်ခဲ့တာရန်ကုန်မြို့ရဲ့လူလယ်တွေကြီးပဲလုပ်တယ်ဘားလမ်းမှာလုပ်တာတိတ်ဟိုလေဟိုလူလယ်လုပ်ပြီးတော့မိုင်းကိုလမ်းကြောင်းပြောင်းမဲ့လာဒီစကားတွေလာမပြောနဲ့ဒီနေ့ဘာပြောချင်တာလဲဆိုတော့အေးဘုံမှုချုပ်ချိုထွန်းအောင်နောက်ပြီးတော့အမေရိကန်နိုင်ငံကနေပြီးတော့ရန်ကုန်မြို့ကိုပြန်ပို့လိုက်တာစစ်ကောင်စီကနေပြီးတော့နော်စစ်စေးရေးမှာစစ်ကြောရေးမှာ29ဦးရှိပါတယ်အမေရိကန်အစိုးရမြန်မာနိုင်ငံသား29ဦးကိုပြည်နှင်နှံပေးလိုက်တယ်တဲ့အဲ့မှာမြန်မာရန်ကုန်လေဆိပ်မှာတစ်ဆင့်ပြန်လဲလွှဲအပ်ရန်စစ်ကောင်စီကအကြောင်းကြားခဲ့တယ်တဲ့အဲ့တော့အမျိုးသား16ဦးအမျိုးသမီး4ဦးအများစုကကချင်နဲ့ချင်းတွေ sorry ကရင်နဲ့ချင်းလူမျိုးတွေပါတယ်တဲ့သူတို့ကိုပြည်နှင်နှံပေးလိုက်တဲ့အခါမှာစစ်ကောင်စီကစစ်ကြောရေးမှာမေးပါတယ်အဲ့ဒီမှာ73ယောက်စစ်ကြောရေးမှာကြံခဲ့ပါတယ်14ယောက်လွတ်သွားတယ်ဆိုတော့ဒီအမေရိကန်ထဲမှာစစ်ကောင်စီရဲ့စောင့်မျိုးတွေအများကြီးရှိတယ်ဆိုတာကိုသဘောပါပါလားသူတို့နဲ့ negotiate လုပ်ထားတဲ့လူတွေအများကြီး negotiate လုပ်ထားတဲ့လူတွေအများကြီးအမေရိကန်ထဲမှာဝင်ရောက်နေဆိုတာဟိုသိတာစေပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်စစ်ကြောရေးဟာအမေရိကန်ဆိုရတဲ့10စအစ100တန်းလောက်ကြောက်စရာကောင်းလို့ပါ။အဲ့စစ်ကြောရေးကနေပြီးလွတ်သွားလို့ပါ။နော်အမြင်ကတ်တယ်တဲ့အမြင်ကတ်လည်းမကြည့်နဲ့ကွယ်ငါလည်းသူများတင်လို့ငါလည်းပြောတာပဲမဟုတ်ဘူးဆိုရင်လာမကြည့်နဲ့လေစုမချအောင်ဆိုလဲလေးပစင်းပြတ်ကြတော့တာတော့အမှန်ပဲဟုတ်တယ်မလားပစင်းပြတ်ကြသွားတာတော့အမှန်ပဲလေယာရူးတွေအောက်ကယာရူးနဲ့အပွားယာရူးနဲ့သွားချိန်တာလေသူတို့ခက်လေတက်သားတွေဒါသွားမချိန်တာလေသူတို့အရာရှိတွေမောပန်းနေတဲ့ခါကျတော့ဗမောကတက်သွားချိန်တာလေပစင်းကတော့กินလိုက်တာအမှန်ပဲလေလာမကြည့်နဲ့နေငါပြောတာငါ freedom speaker ငါဘာငါပြောချင်တာပြောမှာနေလာမကြည့်နဲ့မာနေလာမကြည့်နဲ့ငါအမြင်ကတ်တယ်တဲ့ तू ကပဲအမြင်ကတ်တယ်ရှိနင်းအမြင်ချိုးဖို့ငါလာပြတာနော်တောင်ကူမှာကိုရန်ကျောင်းသူလေးအဲ့ဒါကိစ္စပြောပြီးသွားပြီနော်ဘကိုးမှာကလေးလေးတယောက်ဟိုအဖြစ်တာပြောပြီးသွားရန်ကုန်မှာဟိုဖနက်ဆက်ယုံကကလေးတွေဆန္ဒပြတဲ့အတွက်မအေလိုကသူ့ရဲ့ဝန်ထမ်းတွေပါဆန္ဒပြမှာကြောက်နေတယ်တဲ့အဲ့ဒီဝန်ထမ်းစုကြီးကိုသူ့ရဲ့မေလိုတက်ကအလုံသမားဝင်ကြီးကဆွေးနွေးတယ်ဆိုတာဘာမှဆွေးနွေးတာမဟုတ်ခြောက်လိုက်တာပဲနေကလေးတွေကလက်ကလည်းမတူအဲ့တော့အောင်မြင်အောင်လုပ်ကြမအောင်မမြင်နဲ့ထိတ်ဆုံးကခေါင်းဆောင်တွေဆွဲစီပြီးတော့စစ်ကြောရေးမှာပါရိုက်ခံနေရအောင်မယ်အဲ့တော့မစရင်နဲ့စရင်အပီးထိစုံအောင်လို့အဲ့လိုမရုပ်မလွန်နေမလုပ်ကြနဲ့ကိုလည်းပတ်စံမရအထိတ်ဆုံးမှာဥဆောင်နဲ့ဟိုစပြီးတော့ဟိုloud speaker တွေအကုန်လုံးဖမ်းခံရမယ်အဲ့တော့ဖြစ်ပြအောင်လုပ်ကြနောက်ပြီးတော့ဒီမှာမျောလင်းချင်းရန်ကုန်ဆိုတဲ့အဖွဲ့လေးဒီမှာဟိုဖန်ကောက်နေပါတယ်မျောလင်းချင်းရန်ကုန်ဆိုတဲ့ဥစ္စာလေးတွားပြီးတော့ထည့်ပေးကြပါလို့နော်အဲ့တော့သူတို့ကဖဲ့လုံးအားကြီးပါပန်ဆယ်လို့စူရန်အမဲမနဲ့ body မှာပန်ဆယ်လို့မျက်နှာဟို
ဟိုကလောက်တာထရိုးထားကြတယ်အဲ့ဒါလာပို့တယ်ကျမအဲ့ဒါမျိုးတွေဆိုမတင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါကပုံကိုရေးထရိုးလို့ပါဒါကျမတင်ရမယ်အလုံးမဟုတ်ပါဘူးဘာသတင်းထူးလဲဆိုတော့တိတ်တော့မထူးတော့ဒါအကုန်ပါပဲကျင်းနှမှုရှိတယ်လို့ပို့ပြီးတော့ကြာမတွေးလိုက်ရတဲ့အတွက်တော့စိတ်မကောင်းပါဘူးဘယ်လိုပဲပြောကျမတို့ဟာမျက်နှာချင်းဆိုင်တွေ့ရသည်ပဲဖြစ်စေမတွေ့ရသည်ပဲဖြစ်စေကျမတို့အားလုံးနှလုံးသားတွေဟာဆက်နွယ်မှုရှိနေတယ်ကျမတို့အားလုံးဟာကျမတို့ရဲ့နိုင်ငံပေါ်မှာထားတဲ့မေတ္တာစေတနာအရနိစ္စနေတယ်ဆိုလို့ရှိရင်ဘယ်နှစ်ပဲကြာဘယ်လောက်ပဲဝေးကျမတို့ဟာအမြဲတူရှိပါမယ်လို့ပြောရတဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ် That's my mom. That's my mom. နော်ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့မှာသူ့သားလေးကနေပြီးတော့အမေကိုရေးစေခြင်းနဲ့စာလေးတွေကြပြလေးတွေ Kim Harris ရဲ့ page မှာရေးလို့ရပါတယ်တဲ့အဲ့ဒီချိန်မှာမာကြီးကသူ့ရဲ့အောက်မှာဘာသွားရေးထားလဲဆိုတော့ဟိုတချို့လူတွေတော့ကြိုက်မှာမဟုတ်မာကြီးကိုဂျေကိုက်နဲ့တော်လန်ရေးပါဆိုတဲ့ဟာတွေကတော့ကြိုက်မှာမဟုတ်မာကြီးက Kim Harris ရဲ့အောက်မှာနင့်အမေကငါ့အတွက်ဘလောက်ထိအတိတ်ပဲရှိတဲ့လူသားလဲဆိုရင်ငါမွေးရတဲ့သားကိုကောင်းစုဆိုပြီးစုတာတော့မှအမေစုတဲ့ SUU နဲ့စုတာပါနောက်ပြီးတော့စာလုံးရေးစုတာပါမာကြီးအတော်အားဆိုသူစာပေါင်းတိုင်းမာကြီးကိုစလိန်နဲ့လာစုတယ်မာကြီးကမဟုတ်ဘူးတမိသားစလိန်နဲ့စုတာမဟုတ်ဘူးရလာတဲ့စုလက်လာပါမဟုတ်ဘူးတမိရဲ့သားဒေါအောင်ဆန်းစုကြည်ကိုချစ်လို့ပေးထားတဲ့စာလုံးရည်နဲ့စုတယ်စုလို့အတော်ကိုပြန်ရှင်းပြကျမတို့အတော်တွေကလည်းဟိုအန်ဒိတ်တွေဆိုတော့တခါလေတွေကြရင်ဟိုသူတို့မြီးကိုမွေးနေ့ဆုတောင်းနေပါလေလုပ်ပေးတာပေါ့Happy birthday ကောင်းစုဆိုပြီးတော့လမ်းပြောရင်စာလုံးရည်စလိန်နဲ့စုလို့ကျမအမြဲတမ်းလာ birthday wish လဲလုပ်ရသေးတယ်ကိုမမောင်ကကျမရဲ့ history တွေချပြောမယ်ဆိုဆက်ပြောကိုမမောင်အကျိုးလည်းမရှိဘူးရှင်ဘာပြောချင်လို့လဲကိုမောင်မောင်ဒါဒီဟာပြောတယ်ဆိုကိုမောင်မောင်တခိုးမှခိုင်းရကျမကိုစစ်တပ်ကလူတွေအဲ့လောက်ထိကျမကိုစိတ်ဝင်စားအောင်ရှင်တို့ကစီးပွားပြတ်သွားတော့စီးပွားရေးနဲ့လာပြီးတော့ကျမကိုလာစတိုက်ခိုက်တာနော်စီးပွားပြတ်သွားလို့ကျမရင်ကျေးပြောနေတယ်နော်ကိုမောင်မောင်လို့တခိုးခိုင်းရလို့ကျမတို့တိုင်းပြည်တော်လိုက်ရင်၄နှစ်တောင်ကြာသွားတာနော်ရှင်တို့တိုင်းပြည်ကိုဖျက်ဆီးတာဟိုခွေးသားတစ်မျိုးရှင်တို့တခိုးခိုင်းရတစ်မျိုးကျမအာယုံလာမနောက်နဲ့နော်ကျမဒီမှာတော်လိုင်းရေးအကြောင်းပြောနေတာခွေးစကားလာမပြောနဲ့အရေးမကြီးတာတွေလာပြီးဆွေးနွေးနေတယ်ဆိုတော့ရှင်ကျမရဲ့အာယုံလာဖျက်ဆီးနေတာရှင်အမေတွေပါတွေကကျမကိုအဲ့လိုစော်ကားဖို့အတွက်မွေးဖွားပေးလိုက်တာဆိုရင်ရှင်ကလူလုတ်ဖို့မကောင်းတော့ဘူးနော်ကိုတောင်မှာစော်ကားနေတိုင်းသူပြည်သားတွေတော့ဒုက္ခရောက်နေတာကိုထမင်းကိုရှာမစားတတ်ဘူးလားဒီမှာကြည့်ငါတခုလက်မှာငါထမင်းငါရှာစားတတ်တယ်ငါအစိုးရစီကတခါမှတောင်းမစားဘူးငါသားကိုဗစ်တုန်းကအစိုးရတက်ကြီးလာပေးတဲ့ဒေါ်လာ250ကျောင်းနေရတဲ့အရွယ်တွေရှိလို့အစိုးရအမေရိကန်ကလေးတွေကိုကပ်ပြားပေးတာ250ငါတစ်သက်လုံးမှာငါအမေရိကန်မှာနေလာနှစ်အစိမ့်မှာငါပတ်စံငါထမင်းငါရှာစားတာအေးလို့နဲ့လည်းမဆက်သွဲသလိုငါတခိုးတွေလည်းတော်လန်ရေးတော့လည်းငါခိုးစားတာမို့ဒါငါထမင်းငါရှာစားထားတာနော်လူတက်ပြီးတော့မှထမင်းရှာစားရတာမဟုတ်ဘူးစောက်အောက်တန်းသားစကားလာမပြောနဲ့နင့်မအေလို့ထိလို့ပေါ့ဒါဆိုပန်ဆယ်လို့မဟုတ်ဘူးဆိုနင့်မအေလို့ကြီးထိလို့ပေါ့ဟမ်မအေလို့လူတက်ထားတာနဲတာမှမဟုတ်တာနင်ကြားကျင်တယ်ဟာလားမအေလို့တဲ့ဟမ်နင်တို့လိုလူယုံမာတွေရှိလို့မအေလို့တတ်ဆိုးရှည်နေတို့ချမ်းသာနဲ့နင်တို့နေကြပါလားဘာဖြစ်လို့တိုင်းသူပြည်သားတွေအသက်ရှူခွင့်တော့မပေးတာဟမ်အေးလို့တက်ငါရုပ်ကြနင်တို့ပြောငါနည်းနည်းတော့အိုသွားသလို9မိနစ်စာတော့သူ့ဟာသူရေးပြီးသူ့ဟာသူပြန်ဖြတ်သွားမအေလို့ကစောက်တက်တိမရှိပဲစောက်ရုပ်လာပြ
အဲ့ဆိုဘာငါ့ကိုလာပြီးဖဲ့နေလဲမေလိုရဲ့ဟမ်မေလိုမောင်မောင်ရဲ့နင့်နာမည်ငါခေါ်ပြီးပြောပြီကိုငါ့ကိုနေဘာလို့လာဖဲ့နေစောက်ပူဘကခွေးပူလို့မခေါ်နဲ့မအေလိုလို့ခေါ်ခွေးပူလို့မခေါ်နဲ့ခွေးပူဆိုတာသူပြောတယ်လို့ထင်မှာမဟုတ်ဘူးစောက်ဘောလာမလုံးနဲ့စောက်စိတ်ကိုကနင်တို့ကောင်မဟာဒေါ်လာ1သန်းကိုဒေါ်လာ8သိန်းခွဲတိုင်းပြည်တွေကိုရောက်ရင်ဒီကိစ္စတွေဖြစ်မလာဘူးဘသူမှလည်းသူ့ကိုစော်ကားရဲမှာမဟုတ်ဘူးသူ့ကိုစော်ကားတဲ့လူတော်မှကြံတဲ့လူတွေကတကယ်ကိုဝင်းရံလိုက်အောင်နင်တို့စီးပွားရေးလာအစ်မပြေလို့စီးပွားရေးပြိုင်ဘက်လို့ငါ့ကိုနင်တို့စီးပွားရေးကိုဒုံးနဲ့လာထိုးလို့ငါလာဆဲတဲ့ပုံပေါက်နေတာစောက်စိတ်မရှိပဲနဲ့ပြီးပြန်ဖြတ်လီးမပါလို့နင်စာရေးပြီးတော့လီးမပါလို့ငါစီစာလာရေးပြီးငါပြန်ဖြတ်ငါဒေါသဖြစ်ပြီးတော့ anxiety များအောင်လာမလုံးနဲ့စောက်ခွက်ကဒီကြားထဲမှာဒီနှခမ်းကြိုက်တဲ့ကိစ္စကိုကြည့်ပြီးတော့ပန်ဆယ်လို့ကြည့်လို့သူတို့လိုများအားရအောင်မင်းတယ်မသိဒီတပ်ပိန်းမတွေကတမျိုးငါအဲ့ကောင်မငါ့ကိုဆဲတဲ့တစ်ခုပဲငါကြည့်တာအဲ့ကောင်မအဲ့10မိနစ်လားဝမဲကိုဖော်မယ်ဆိုတော့10မိနစ်ပဲငါကြည့်တာငါအားရနေမှာမဟုတ်ဘူးဒီပန်ဆယ်လုံးမအောင်ငါကြည့်အောင်ဒီစောက်တပ်ပိန်းမတွေကတမျိုးအဲ့ကောင်မတွေကတကယ် jealousy မတယ်တော်လန်ကြီးလည်းဘာမှလည်းပါတာမဟုတ်ဟုတ်ဒီပတ်တွေအုံနဲ့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဒေါက်တာဖြိုးတီယာဆိုဖြိုးတီယာတို့ပါလို့တော်လိုင်းကာလာမှာလူတွေ anxiety များလွန်းလို့ဒါ NUG ရဆရာဝန်နော်ဒေါက်တာဖြိုးတီယာဆို NUG ရဆရာဝန်ပဲသူစာရေးတာကိုကြီးစေတနာပါတယ်လူတွေ anxiety များပြီးတော့ဒုက္ခတွေနဲ့မွတ်ကြက်နေတဲ့ခါကျတော့သူစာရေးတဲ့စာလေးတွေကအဲ့ဒီလူတွေရဲ့ stress တွေပြောက်အောင်သူသင်ခဲ့တဲ့ပညာကိုအတိအကျသုံးချတယ်ပညာတတ်ဆိုတာတီသူကိုဒုက္ခမပေးရဘူးကျန်တဲ့နေရာမှာသူတို့ယုံကြည်ချက်နဲ့သူတို့ပါNUG လုံးလို့ရတယ်သူတို့ပါ NLD လက်ကျန်လေးတွေဖြစ်နေလို့ရတယ်ဒါပေမဲ့သူတို့ရဲ့စေတနာသူတို့စာတွေထဲမှာမြင်ရတယ်အဲ့ဒီတပ်ပိန်းအုပ်စုကတယုံနဲ့ဘာလုပ်နေမှမသိဘူးပညာတတ်တွေလည်းပါတယ်အဲ့ဒီပညာတတ်တွေပေမဲ့အဲ့ဒီလူတွေကိုဘာတွေပေးနေလဲမသိဘူးမေဟို like များရအောင်လို့ like ချူနေတယ်လို့ပဲနာမည်တော့မပြောတော့ဘူးနော်ကိုလည်းလွတ်မြောက်ရရောက်လာပြီတိုင်းပြူပြည်သားတိုင်းပြူပြည်ပြူစေးစာလေးတွေရေးမှမရှိဘူးအချိုးပြူစာလေးတွေရေးမှမရှိဘူးဒီအားရဒီလူတွေအားရအောင်လို့ဒီစာဒီအညစ်အညမ်းစာတွေဒီတနေ့သူ့အဲ့ကြောင့်ငါနင်တို့ရာခဲလာသာတော့လူတွေအများကြီးကိုငါ unfriend လုပ်ထားတာနော်ငါတော်ရုံတန်လူတွေနဲ့ငါအဲ့လိုဟိုပြည်သူပြည်သားတွေဘာကြားရလဲအောင်မွဲလည်းမကြားရဘူးအမြဲတမ်းဒီတခိုးမကိုပဲတိုက်ခိုင်နေနေ့တူကအောင်ပွဲလည်းမကြောက်ငါဆိုဒါနင်တို့ငါပြောပြမယ်နင်တို့တအားကိုးကွယ်နေတဲ့ကောင်မငါပါလေးပဲပုတ်တာအများကြီးမပုတ်ဘူးငါကိုယ်တိုင်မတင်ဘူးငါရှင်းတရားသူကြီးငါရှင်းနေရုံမှလုပ်တဲ့အတွက်တရားရုံးကခေါ်ရင်ငါမသွားနိုင်ဘူးငါအဲ့လိုမျိုးတာဝန်မယူနိုင်တဲ့အလုပ်တွေမလုပ်ဘူးငါတာဝန်ယူတဲ့အလုပ်ရှိတယ်ငါပြည်သူတွေနားလေအောင်ငါရှင်းပြတယ်ငါခုနတော့ဆိုငါဘာပြောလဲဖះကိုမပြောသည်အုံဒီအစိမ့်နေမတင်နဲ့ဖះလူဘဝနဲ့ဖះဖြစ်သွားတာအုံဒီငါပြောသည်အမဲ့တင်ဆိုပြီးငါပြောတာနင်တို့စက်သိရင်မရှိတဲ့လူတွေလာမကြည့်နဲ့ငါနေနဲ့စီးပွားပြိုင်ဘက်မဟုတ်ဘူးနင်တို့တခိုးတွေတော့ငါပြောမှာပဲအခုတခိုးမှမဟုတ်နောက်တခိုးလည်းပြောတယ်အရှိရတခိုးတွေလည်းပြောတယ်လူဝင်မှုကြီးကြပ်ရေးတွေအခုဦးစီးဌာနကလူတွေငါတို့တိုင်းပြည်ကိုဘာစောက်ကြိုးပြုတ်ပြီးတော့ကိုသားသမီးဒီယာလူရတာကိုဝမ်းမြောက်ဝမ်းသာဖြစ်နေလဲဆိုတာကိုပဲပြောတာနော်နင်ငါ့ကိုလာမလေးလာပဲနဲ့ပန်ဆယ်လို့ဤတုံးလေးတုံးစားပြီးငါလာမကိုက်နဲ့နင်တို့ကစစ်နှိမ့်နေစစ်ကောင်စီကကောင်နေရမှာသူတို့အဘစီကအစားတောက်ရသေးတယ်နင်တို့ကပန်ဆယ်လို့သူများစီကခိုးပြီးကျွေးရရှားဖြန်းလုပ်ပြီးကျွေးတာနင်တို့အဲ့ဒါစားပြီးငါလာမခေါင်နဲ့နော်ငါပြည်သူတွေပတ်စံကုန်တယ်ဟိုမှာ300ကျော်ကြည်နေတာ334ယောက်ဆိုငါချစ်တာ300လောက်ရှိတယ်34ယောက်ကဟိုဘက်ကဒီလိုတွေနော်ငါ့စကားတွေလာမဖြတ်နဲ့ငါတို့ကလှုပ်ဦးမှာနင်တို့ဟိုနေ့ကတောင်ကူမှာလှုပ်သွားတာလေပထမဆုံးပွဲချင်းမိတာ6ယောက်နော်နောက်ထပ်ပြီးတော့တေသွားတာ6ယောက်12ယောက်ကျော်ကြာသွားတောင်ကူမှာအဝေးပြစ်နဲ့ပြစ်လိုက်တာနော်ငါတော်လိုင်းရေးเจ้าနေပြောနေတာငါအာယုံလာမဖြတ်နဲ့ခွေးသား